ဟုတ်ကဲ့မင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါ ဟုတ်ကဲ့ဒီနေ့ပြိုင်ပွဲကစားသွားတယ်ပေါ့နော်အသင်းရဲ့နာမည်ကြီးစုပြည့်တစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင် ကျွန်တော်အတင်းအာဘီပလို RP Pro ဟုတ်ကဲ့ဒီနေ့ပြိုင်ပွဲကစားသွားတဲ့အရာအပေါ်မှာပေါ့နော်အားရချင်တဲ့မှုရှိရလား ဟောရှိပါတယ် ရှိပါတယ်နော်ဆိုတော့ဒီနေ့ကြည့်ရတာတော့အကျိတ်အနေပဲကျမတို့ကြည့်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြိုင်ပွဲကစားရတဲ့ပတ်သက်ပြီးတော့တစ်ဖက်အသင်းကိုဘယ်လိုများသုံးသပ်မိမလဲရှင် ဟောတစ်ဖက်အတင်းလည်းကောင်းပါတယ်ပြိုင်စားတယ်ဆိုတော့ကောင်းပါတယ်ဒါပေမဲ့နောက်ဆုံးကိုပေးလိုက်ရတော့စိတ်မကောင်းပါဘူး ဝန်းနေစရာရင်တော့စိတ်မကောင်းစရာလေးဖြစ်သွားတယ်နော်ဆိုတော့ပြင်ဆင်မှုလေးတွေရောပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြင်ဆင်မှုလေးတွေလုပ်ထားတာရှိလဲမသိ တ ရှင် ခြားလေးတော့ပြင်ဆင်ထားပါတယ်ပြိုင်ပွဲရှိတယ်တီးပြီးကြတဲ့ကတခြားလေးပြင်ဆင်ထား ကိုတစ်ချက်လောက်ပြောပြပေးပါအောင်ရှင်ကို ပြင်ဆင်ထားပါတယ်ဗျ။ကောင်းတော့ပြင်ဆင်ထားပါတယ် ဟုတ်ကဲ့ရှင်ဟောရှေ့ဆက်ကောဘယ်လိုမျိုးဆက်ပြီးတော့ပြင်ဆင်မှုလေးတွေအတွက်ဖြစ်မလဲနော် ဟောဒီလိုမျိုးပုံမှန်ပါပဲ ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုရက်လက်လေးတွေမျောလင့်ထားတာလေးတွေရှိလဲ ဟောရလာတော့အကောင်းဆုံးတော့ညှော်လင့်ထားပါတယ် ဟုတ်ကဲ့ဆိုတော့ကျေးဇူးများတင်ပါတယ်ခုလိုဖိချပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါ